ပါရှင်ကဲဒီတစ်ခေါက်ကတော့ဗကြံလက်ဆောင်ကိုမှအထူးလက်ဆောင်ဈေးပဲဖြစ်ပါတယ်ဒါပေမဲ့ပါတိတ်ကိုဒီဈေးနဲ့ရလာလားမင်းတော့မရဘူးနော်ပါတိတ်ကိုဒီဈေးနဲ့ရလာမင်းလုံးဝမရပါဘူးရှင်ဒါပေမဲ့အမဒီဈေးဒီဗကြံမြစ်တာလက်ဆောင်ဈေးဖြစ်တဲ့အပြင်ကိုလူတိုင်းပါတိတ်ဝင့်နိုင်ရမယ်ဗကြံရဲ့ကာလမှာကိုမိဘရှိပြန်မယ်ကိုဆွေမျိုးတွေရှိပြန်တယ်ကိုအမျိုးတွေရှိပြန်မယ်ကွာဒီလိုသူလေးတွေကိုအမလုံးဝလုပ်ပေးတာလည်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့အခုမှအထည်ဈေးတွေကလည်းတအားတက်တယ်တန်စာကားတွေကလည်းဈေးမြင့်နေပြီးလို့ရှိရင်အမတို့ဒီဘက်ဂိတ်ချားကကြီးလည်းဈေးမြင့်နေအဲ့တွေအမကဒီလိုအချိန်မှာတက်လေးနဲ့လူတိုင်းပါတိတ်ဝင့်နိုင်ရမယ်ဆိုတဲ့အတွေးလေးနဲ့လုပ်ပေးတာဖြစ်ပါတယ်ဒါကတော့သကြံအထူးမြစ်တာလက်ဆောင်ဈေးပဲဖြစ်ပါတယ်ရှင်အမကိုအပေါင်းလေးနှိမ့်မယ်အသေးလေးပေးမယ်ကော်ပီလေးယူမယ် share မယ် comment ရေးမယ်လုံးဝမမေ့နဲ့နော်ပြီးရင် let's go ပိုက်ပါအမြန်လား399358 ပိုက်ပါကိုအမြန်လာခဲ့ပေးပါရှင်ပါတိတ်2မီတာလုံကြီးခွင်းကိုဈေးဒီလုံးဝမြန်မာငွေ3900နဲ့ပေးမှာပဲဖြစ်ပါတယ်ရှင်ဒါလုံးဝအထူးဈေးလုပ်ပေးတာပါတကြံကာလအထူးဈေးလုပ်ပေးတာပါရှင်အိုးပါတိတ်ဈေးတွေကအခုကလေလုံးဝ4800 5000ကျော်6000ကျော်ဖြစ်နေတဲ့အချိန်မှာဒါခြိသားစစ်လားလို့တော့လာမမင်းနဲ့နော်ခြိသားမစစ်ဘူးရှင်90%တော့ခြိသားပါတယ်10%တော့ပူရီသားရောပါတယ်ရှင်အဲ့အတွက်အမကခြိနှောလို့ပဲပြောပါတယ်ခြိနှောပါတိတ်လုံကြီး2မီတာခွင်းကိုမြန်မာငွေ3900နဲ့အမ share လုပ်ပေးလိုက်ပါပြီရှင်အဲ့အတွက်အမကဒီလိုလေးလုပ်ပေးထားတာဖြစ်တော့အမကိုတော့အပေါင်းလေးနှိပ်ဖို့လုံးဝမမေ့နဲ့နော်တကြံကာလမှာလက်ဆောင်လေးပဲပေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းလေးတွေကိုဝယ်ပေးချင်တာပဲဖြစ်ဖြစ်ကိုမိဘကိုကြော့ချင်တာပဲဖြစ်ဖြစ်ကွာတပိုင်းတနိုင်လုံနိုင်အောင်လို့အမတေးသေးချာချာလေးစီစဉ်ပြီးလုပ်ပေးထားတဲ့ဈေးနှုန်းလေးပဲဖြစ်ပါတယ်ရှင်ရောင်းနိုင်လားမေးမရောင်းနိုင်ပါဘူးဘာလို့ဆိုဒီဈေးဒီမဖြစ်နိုင်တဲ့ဈေးဖြစ်တဲ့အတွက်ပါရှင်3900မြန်မာငွေ2မီတာအိုးနော်မြန်မာငွေ3900နော်အရန်တန်နဲ့2မီတာနော်ပေါင်200အထိဝလို့ရတယ်နော်အယောင်ဒီ4ရောင်နဲ့5ရောင်နဲ့ရမှာဖြစ်ပါတယ်အရေအတွက်ကတော့အမကဟိုနေ့ကတော့အမကိုဘယ်လိုပြောမလဲအမရဲ့ဒီပေါ့နော်ဒီအကောင့်ကတော့အမမလုပ်ဖြစ်သေးတာနော်ပထမဆုံးအကောင့်မှာတော့အမလုပ်ထားတယ်အဲ့ဒါတော့အထည် limit 1000ပြည့်သွားပြီဖြစ်တော့အမရထားတာဒါပေမဲ့အမဒီအကောင့်လေးမှာကျတော့အမနောက်ထပ်အထက်1000ထပ်လုပ်ပေးမယ်ရှင်အထက်1000လုပ်ပေးမယ်ရှင်အဲ့အတွက်လူတိုင်းပါတိတ်ကိုဈေးသက်လေးနဲ့ဝင့်နိုင်အောင် quality ကောင်းလေးဝင့်နိုင်အောင်လို့အမကိုများလေး share ပေးကြပါမြစ်တာရက်ခတ်มาတဲ့အများသူငါအကုန်ရစေချင်နေရှင်เนาะအထက်1000လုပ်ပေးမယ်ရှင်ဒါတကြံအထူးလက်ဆောင်ပါเนาะအမှန်တမ်းပြောတော့ဒါကတော့အလှလို့ပြောမလဲကွာအလှဈေးလို့လည်းပြောလို့ရတယ်ကွာဒါမဲ့အမကြီးကြီးကျယ်ကြီးတွေမပြောကျင်လို့เนาะလူတိုင်းဝင့်နိုင်ရမယ်ဆိုတဲ့အတွေးနဲ့เนาะအဲ့အတွက်ဘာဆိုတော့တကြံမြစ်တာလက်ဆောင်ဈေးလို့ပဲအမပြောပါမယ်ရှင်3900 3998 39လေးလုံး